မောင်မင်းကြီးကတော့ကျမချမ်းသာကြပါစေထုံးချလို့တက်စီကြပါစေမင်းကတော့မင်းမလာလေးနဲ့အញ្ញံဆုံးစုံစည်းကြပါစေနော်မနဲ့ရလေကျွန်တော်တို့ကြီးအတွက်ကိုတွတ်ပြီးတော့ထူထောင်ပေးပြီလေတကယ်ထူထောင်ပေးရမှာပေါ့ကြော်ဖို့တွေ့သူ့အတွက်ထူထောင်ပေးရမှာဟုတ်တယ်ဗျကျွန်တော်တို့ကများပြင်ပြီးနိုင်ပါဟုတ်တယ်အဲ့ဒါအပန်းနဲ့တော့သဘောကောင်းတယ်အဆန်နဲ့ရှိတယ်နော်ဒီတော့ဘူးလေးကပြီးတင်ကမ်းကျင်တဲ့ဗီဇာကိုပါတာပါဗျာဒီနေ့ကသိချင်တဲ့ဗီဇာပါလာတာဒီတော့သူ့ဝတ်တမြမင်းဆိုင်ကောခဲ့လို့အဲ့ဒါပြည့်နိုင်တယ်အဲ့ဒါပြည့်နိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒီကောင်လေသူများအခက်အခဲရှိပြီဆိုတော့ဒီကောင်မှာပတ်သက်မရှိဘူးအိမ်နိုင်အောင်တော့ချွတ်ရောင်းပြီးပြင်မဲ့ကောင်မျိုးဟုတ်တယ်ဒီကောင်ပေးတင်ကမ်းကျင်ပြီဆိုရင်ပြီးပါအောင်တားလို့မရဘူးဟုတ်ပါဗျာအဲ့လိုပြီးတော့ရှားမှရှားပဲဟာပြောရဆိုတော့မောင်မင်းကကြွလာပါပြီဗျာအသက်ရှင်ဦးမယ်လာမယ်ဟုတ်တယ်ကွာဒီပါလေဘာရကိစ္စရင်းနဲ့တိုင်တွက်နေခါကြောက်တော့နော်ကဲဟာမင်းเจ้าတော့မှာတဲ့ကိုပြောပြရတယ်ဘာပြောပြရလဲမင်းတို့တော့လာကြတယ်ပါကဲပြောဘာမှမဟုတ်ပါဘူးကွာမင်းကသဘောကောင်းတယ်တကယ်ကြောက်ပြီးတော့ဒီညရဲ့ဆက်သေးပြီးတော့ဒါပြီးတော့ဆရာဝန်ကြီးကတော့ကလေးကိုခွဲစိတ်မှရမယ်လို့ပြောတယ်အမကပန်းရောက်လာဆိုတော့ဘယ်တက်နိုင်ပါမလဲမောင်လေးရယ်စိတ်ရုံကတော့လေခမဲ့လို့ပြောတာပဲဒါပေမဲ့ဆေးဘိုးဝါခါတော့တော်တော်ပုံနေလို့ပြောတယ်ဒါပေါ့ခွဲစိတ်ဖို့အတွက်ဆိုတော့အနေကျွန်တော်ပတ်စံလို့မှာပဲဟုတ်ပြီကဲကြောက်ဒီစက်တော့ကျွန်တော်လေကျေးဇူးများကြီးတင်ပါတယ်စိတ်ချပါနော်အမဒီပတ်စံကိုမဖြစ်ဖြစ်တဲ့နေနဲ့ပြန်လာဆက်ပါမယ်နော်ဟုတ်နော်ရှင်းပါတယ်ပြန်ဆက်ကြဒါအပိုင်းကြီးနော်ပြန်ပတ်စံရလို့ဆိုတော့ဘုရားသားပဲလို့တော့ပါပြီးတော့နော်ကျေးဇူးပဲနော်ဟုတ်နော်မဆင်းတော့လာလို့ကျေးဇူးပဲနော်ရပါတယ်ဟုတ်တယ်တော့နေရတော့တော့မူကြီးမင်းတို့ကတော့ရှားတာဒုက္ခရောက်တယ်ဒါအကြည့်တယ်ဘယ်နော်မနေ့ကလူလေငါ့ကိုပေးလိုက်တယ်ပြောပါတယ်သူပြောနေတာကိုကြည့်ပြီးတော့မရှိဘူးသိချင်ပါတယ်ပါတော့ကိုစေဘယ်မှာတိုင်းကိုကြိတ်ကြိုက်ဟာဟုတ်ပေါ့ဟုတ်တယ်နင်းရတယ်ကိုတဲ့ကငယ်ရအောင်ငါကူညီလို့လည်းမချက်တော့တိတ်ပြီးလို့ရှိတယ်ပေါ့ဒီအမခံတော့လိုက်ပြီးရလွဲပါမယ်ငါမင်းကဆိုရဲပို့နေမှတော့အဲ့ဒါကဖြစ်ပါတယ်ဒီစင်ဟောအဲ့ဒါဘုရင်မမမလာတော့အဲ့ဒါအဆန်လို့လေပေါ့ဘုရင်အများမေးအေးရတယ်မှာနေလားညလားဖြစ်နေတယ်အေးကြပါလေအဲ့ဒါကိုအများမေးကိုကျွန်တော်တို့ပြည်နိုင်လဲဆိုတာဘုရားလေခိုင်းကြော်လိုက်ခဲ့နော်ဆက်ရှင်အဲ့လိုဖြစ်ဘူးပေါ့ဘုံမဲ့ဆိုတော့အာနာလို့ပါကွာအာနာဘုံညံနော်ခင်ဗျာရက်တော့ဖို့အတွက်နဲ့ကိုယ့်လူနဲ့တေလုံးနဲ့ပို့ရဲအများကြီးဘာမှဖြစ်ဘူးနော်အခုလေးကျွန်တော်လမ်းမှာတွေ့ခဲ့ပြီဈေးသွားတယ်ဘိုးကြီးခင်ဗျာအရက်တော့ဖို့အတွက်နဲ့ခင်ဗျာအမေအဲ့လိုမပြောပါဘူးနော်တောင်းရင်တောက်ချင်တယ်ပြောဒါပေမဲ့ကျွန်တော်မလိမ့်နဲ့နော်ဟိုကတော့မနမိုးလေးမတော့ဘူးဒီလိုလေးတူနေလို့ကြီးကနော်ဒီကနေ့ကြီးကိုဟုတ်တယ်ကွာအားမရပြောမင်းရတယ်ရက်တော့ကိုကြီးရတယ်လို့ကွာမင်းရတယ်ဖေးတာဖေးကမကောင်းတဲ့သူသွားပြီးအားပြရမယ်လို့ကွာဘာလို့သွားကြရတာလဲနော်မကြီးသူ့ရဲ့ကဘလုံးတုံရှိနော်တို့ဆိုပြစ်သေးသွားလိမ့်မယ်။ကြောင်အဲ့ပြောရတယ်ရှော့ရှိတယ်နော်။နှလုံးသားအသေးလားမသိဘူးလေဟက်ပြီးသေးတတ်တယ်တဲ့။အာငါကူညီပေးလိုက်တာ။ဟာမောစေမင်းမသိအပြည့်ကိုညောင်ကစိတ်ဝင်စားခါလားရှင်ဒီပဆိုင်နဲ့ပဆိုင်ယူနေတာမယူပါဘူးဖေးရဲ့ကျမဘာလို့ယူရမှာတော့ပဆိုင်တော့ပဆိုင်တေးချထည့်ထားတာ
အော်ရှင်အထားမလို့နေပါပါပျောက်เสียအကြောင်းမှမရှိရဲ့ဥစ္စာ ဘာမှမားစရာမရှိတေးချောင်းဝင်ထည့်တာမင်း အထားမလို့ပဲဖြစ်မှာ အမေကသာတားယူပါလားဗျရဲ့ အေးဒါကြောင့်မင်းမေမယူဆိုရင်ငါမင်းယူသွားတယ်လို့ငါထင်နေတာ ဒါလေဖေဖေပတ်စံကိုယူပြီးတော့ဒါလေးကဘာလုပ်တာလဲ အော်ရက်ွက်တွေကဟိုကလေးလေးသူ့ပတ်စံလုံးလို့တားပေးလိုက်တာ ရက်ကွက်တဲ့ကခလေးမေတားလေးနဲ့ဘလို့ပတ်သက်တာလဲငါ့ကိုပြောစမ်းငါ့ကိုပြောစမ်းမရင်းနေတုံနေပြီပြောစမ်း ဘာတွေးနေရလဲတောက်ရက်ွက်တွေကဟိုလေပန်းရောက်တဲ့ကလေးမိသိသူကလေးလေးသူကလေးလေးကဟိုခွဲစေဖို့ပတ်စံလုံးလို့တားပေးလိုက်တာပါပေးရလဲ အဲ့လိုရှင်းအောင်ပြောစမ်းပါမအေးရင်းနေတုံနေပြီငါသားရဲ့ရှင်းအောင်မပြောဘူး မင်းတနာလို့တာလေအဲ့လိုလိုက်ကူညီနေငါရဲ့ရွှေကုမ္ပဏီကိုငွေဖောင်ဒေးရှင်းဆိုပြီးမင်းနာမည်ပြောင်းသွားလိုက်မင်းကလေငါရှာတော့မင်းလိုက်ဝေပေးနေတယ်လို့ပဲမင်းကလေ အဖေတော့ငရဲရောက်နေမယ်နော်ဒါကကုသိုလ်အဖေလှူလိုက်တာအဖေဒီပတ်စံလောက်ကလေအဖေမွဲလဲမွဲမသွားဘူးနော်မပြောကြည့် ဟုတ်ပါတယ်ကုသိုလ်မရငရဲရခြင်းနေ မင်းတို့ပြောနေဟေ့အောင်မင်းငါအလုပ်ထဲမှာလဲဝင်လို့ဖို့မင်းခေါင်းထဲမှာနင်းနေထည့်ထားအောင် ဟဲအလုတ်ထဲမှာဒီခလေးကိုဘာလို့ဝင်လို့ရမှာတော့ခလေးကငယ်ငယ်လေးရှိသေးတာဘာလို့ဝင်လို့ဆရာလို့လဲရက်ွက်ထဲမှာရက်ရေးရွာရေးဟမ်တာရေးနိုင်သူ့ဟာသူကူညီချင်တာကူညီပါစေဘာလို့ဝင်လို့ လဲကွာမင်းတော့ခလေးခက်နေတာမိမရဲ့ မခက်ပါဘူးအမလေးသားလေးကလေအရက်လည်းမတောက်ဘူးဖဲလည်းမရိုက်ဘူးမိန်းမလည်းမရှုပ်ဘူးစေးလည်းမဆွဲဘူးလေကဲရှင်ထောက်ပြကြဘာရှိလဲပြောစမ်းသားအလိမ်မာလေးဂုံယူရမှာ မင်းတို့တားမိလို့လေပြောမပြောချင်တော့ဘူး မပြောနဲ့အမလေးဂုံပြရမယ်သားအလိမ်မာလေးကို तू ထပ်ပြောချင်သေးတယ်အော်ခက်တာပဲ အော်ကောင်းတယ်လို့စစ်တာကဲခုပြစီတော့ကိုတဲကြအောင်လေနော်ကိုကလေးတော့ကိုတဲကြအောင်အမေ ဟာကားဆရာကိုတဲခိုင်းလိုက်ပါဦး ကားစားတဲ့ထောင်းကားစားမျိုးလင်မဟုတ်ဘူးလေမောင်းဖို့ခေါ်ထားတာလေပြစီတဲ့ဘုံဘုံအလုံးသမားမဟုတ်ဘူးဟဲ့နေတော့ကလေ အဲ့ဒါဆိုရင်လေရဲကျွင်းဒီ ဒီလိုပြောလိုက်တယ်ဘလို့အသုံးလုံးသုံးလိုက်တယ် မောင်လေးဂျုံလို့ပြောတာ မောင်လေးချွန်တယ်လာမလို့ပါနဲ့ကိုလက်ချီလေးလက်ပါကိုပြစီကိုအောင်တယ်နော်မတန်နိုင်ဘူး ဟာဝမ်းရလေ လာမှုလေးပါမေးအဲ့လိုဆိုလဲလုံးလိုက်လေလင်ယူလိုက်အဲ့ကိုလင်ကြီးကိုတဲခိုင်း ဟဲ့လေဟာလေလေဟာလေလိုချင်တာကြားလာမရဘူး ဩမိမဝင်းတောက်ကြီးမိမဝင်းတောက်ကြီးဒီတက်လို့ရမှာမဟုတ်နော်ဒီတော့လာအားမကိုတဲ့နော်ခြေတော်လက်အကုန်မခံဘူးလက်လက်အကုန်မခံဘူးအလကားနေအားကုန်မခံနိုင်ဘူးဟေးအားကုန်မခံနိုင်ဘူးမခံနိုင်ဘူး မြဲတယ် မိတ်ကနေမဆိုင်ဘူးကိုယ့်ကိုတဲပါလားလို့ဟမ်ပြင်မလို့အားကုန်မခံနိုင်ပါဘူးပြောနေ ကြည့်ရတာအသက်ပြန်လာတဲ့တဲ့တယ်လို့ ဒီဟုတ်တယ်ပါလေ အချပါချပါ ရှိနေစမ်းပါဟုတ်ပါလေဟိုပစ္စည်းချမ်းပါ ချပါဟဲ့ 哎，不，不看你，不，买对不起， ဟုတ်တယ်သူ့ရဲ့တွင်းပြစီတွေဘော်ဒီတွေစားစပိုင်တာတွေအကုန်လုံးခဲ့တက် 是的，好表达吧？哦，ရပါမောင်လေးရဲ့မမလေးမောင်တို့လေယုံကြည်ပြီးသားဒီစင်နဲ့ဒီစင်နော်ယုံကြည်တယ်လေမမတို့ဒီအေကိုပြောင်းလာတဲ့အတွက်မမတို့လေဟိုအကူကြီးလေးပါလေးပေးပါနော်မမကလေမောင်လေးကိုလေတကုံလုံးဖိုးပေါ်အချင်တာယုံကြည်လုံးလို့အော်မဟုတ်ပါဘူးဒီပစ္စည်းလေးဒီပစ္စည်းလေးတွေယုံကြည်လို့ပြောတာပါဟာ ချပါငါချလေကောင်းနေပဲငါချလေကောင်းနေပဲဟိုကလေနေပူလာလို့ရှိရင်ပြစီချတာဒီဘိုက်နဲ့စားတယ်ဒီမြန်မာပြီးတော့မြန်မာကြီးတာဗောလေ လေ ဟမ် မောင်လေးကိုမိတ်ဆက်အောင်ပဲမမနာမည်ရလေလေးလေးစော သူကကျင်းစောတယ် ဟိုဒုနာမည်ကတော့ baby song ဆောဝါဆောခံအမေဆောမျိုးဆောနေတယ်ပြောတာဆောမျိုးဆောနေ ကျုံမိုးဆွေလာလိုက်တာနာမည်နဲ့လူနဲ့အဲ့ဆိုလို့ရှိရင်လေမမကလေမောင်လေးကိုကျုံလို့ဒီလိုနဲ့ခေါ်မယ် သူကတော့ဖြားဆုပ်ကြလေမိုးလို့ခေါ် ဟိုတို့ကတော့လေသူတို့နဲ့မတူအောင်လို့ဆွေးလို့ခေါ်နေတာ ဒီလိုရဘယ်လိုပဲခေါ်တော့ဒီလိုကြည့်ပါဦးအစီအလိုခေါ်ရလာတယ်တော့ကြောက်ချိုက် ချပါမောင်လေးချပါမောင်လေးချတယ်ပဲတော့ လူများတွေကောင်းနေပဲလူများတွေကောင်းနေတယ် ချတယ်မောင်လေးချပါ
ဟုတ်တယ်မောင်လေးမမတို့လေးပြုနေတယ်ဒီမှာဒီကြားကိုကြည့်နေတာလေတော့မဟန်တော့ကမ္ဘာပါဒီလိုမျိုး ဘူးလေဒီတော့မပေါ့အဲ့ဒီတူးချင်ဒီဟာဒီနေ့အားရရဲ့ဟိုလေအခုဆိုင်တဲ့ဆိုင်မှာအဲ့ခံနေလို့အဲ့ခံနေလို့ပါ ဒီညမှာတော့ကျွန်တော်ကညာဘက်တွေပါတိတ်မထွက်တော့ဘူးနော် သူတို့ကြီးပဲကျွေးနေကြပဲတို့လည်းကျွေးချင်တာပေါ့ဆွေးမစားချင်နေ အော်ရပါတယ်ဗျာတန်းတဲ့နေပြီးဆုံးသွားပြီခင်ဗျာ ဟုတ်ငါမောင်လေးမမမေးဆက်ရအောင်လေတိလားမမလေးဒီဇိုင်နာလုပ်တယ် အော်ခေါင်းတော့ဗော မမောင်လေးအိုးလေးပိုင်းချုပ်ချင်မရှိဘူးလာခဲ့နော်ဟုတ်မောင်လေးရဲ့လေမပုတ်စံကိုလေလန့်နေအောင်လုပ်တော့မယ် ဘာပြောလဲ ဒီဇိုင်းလန့်တော့မယ်လို့ပြောတာ ဝစားအဓိကမဟုတ်ပါဘူးမိုးရဲ့ဒီမှာဝစားဆိုတာကလေ ready made တွေချိုးလဲပြီးကြပဲအဓိကရုပ်ဟောဒီလိုရုပ်ထွက်စားအောင်လုပ်ရနော်အဲ့တော့ကြုံလို့ရှိရင်သွင်းပေးမယ် ဘာပြောလဲဗျာ မဟုတ်လေဟိုရွှေသွင်းပေးမယ်လို့ပြောတော့ဝင်းသွားစေရမယ် ဟိုအဲ့လိုတွေမလိုပါဘူးဆွေးကငကိုချောပြီးသားတစိမ့်စိမ့်ကြည့်ရင်ကြည့်နေကျွေးလာပြီဆွေးကိုလေငါတို့ channel ကလေ ကျွန်တော်ဘာဖြစ်သွားလဲ နွားလေမဟုတ်ပါဘူးမကလေပြောချင်စွာကြီးပါလို့sorry မတို့ channel ကနေပြီးတော့လေမကိုယ်တိုင် presenter လုပ်ပြီးတော့မောင်လေးကို interview ကြော်ညာပေးလိုက်မယ်ဆိုရင်မောင်လေးကလေဒီဖြစ်မင်းသားရဲ့လောက်ကတော့နာ ကဲသွားလိုက်ပါမိုးရေသွားလိုက်ပါနော်သူ့ရဲ့ channel ရိုက်မယ်အစီအစဉ်လေးလေစားမယ်တောက်မယ်မျိုးမယ်ဆုပ်မယ်ဝါမယ်ဆိုတာအဲ့ဒီပုံစံမျိုးဖြစ်လာမှရိုက်ပေးလိုက် ဘာပြောလဲဟိုမြောက်ဒီမြောက်ကို အော်ဒီကပြောမယ်လားဖတ်တိပါရဲ့ ဘာဖြစ်လဲဖက်တီတာလာရလေအဲ့လိုဟိုမြောက်ဒီမြောက်မဟုတ်လား ဘာလို့ဖြစ်ကြလဲ အာယူနေနော် ကြည့်ရတာမောင်နှမတွေကချစ်ချစ်ခင်ခင်စီးတော့ရမ်းနေရနော် ရမ်းချစ်တယ်ရဖြစ်တယ်ပြောကြ တော်လဲအစားဟုတ်တန်ကြဟိုကျွန်တော်ကလေဒီအိမ်ရဲ့နောက်ကလမ်းမှာနေတာပါခင်ဗျနောက်လမ်းရှမ်းတဲ့ ဒါ ရှမ်း ဆိုရင်မမောင်နဲ့နီးလေးပေါ့ ဒီပါတယ်အိမ်ထဲမှာလေးငါးလေးဟုတ် ဟာလေမင်း ဟာရပါတယ်ဗျာ မမောင်အဲ့ဆိုရင်ဒီအိမ်ကိုလေဝင်มาထွက်ပါစားပါနော် ဘာလျှောက်ပြောဘာတိပြန်လဲပြောလဲဘာလဲစားပါဘာ ထွက်ပါသမီးစားပါ သမင်းထက်ပြောလေ ဟာနေရလေနှာခေါင်းကြည့်တော့လေနှာကျွေးပဲတွေးတယ် အော်နှာခေါင်းမစော်ခိုင်းနဲ့နှာခေါင်းစော်ခိုင်းနဲ့ငါနဲ့ဂျက်ကြီးတန်းနဲ့နှစ်ယောက်ပဲရှိတာ 300ရှရုခန် အဲဆိုတော့ကအဲ့ဒါကြီးတာမဟုတ်ဘူး ဘာဖြစ်လဲ အဲ့ဒါကြီးတာ ဟိုနော် ခက်တာပဲ ခဲ့ပါတော်တော်ပြောဖို့ကောင်းတယ်ကျွန်တော်လည်းလိုအပ်ရင်ဟိုဖုန်းဆက်ပါကျွန်တော်ဖုန်းနံပါတ်ပေးခဲ့ပါ ဟာပေးခဲ့ပါ ကျွန်တော်တို့လူငယ်တွေအားလုံးအဖွဲဖွဲ့ထားတယ်ခင်ဗျာ ဘာဖြစ်လဲမောင် ကြော်သူ ကျော်သူ ချက်ဘာလဲ အော်မမြစ်တာတင်ကဟာအဖွဲ တာတရားပွဲဆိုတာတိုင်းနိုင်နေတာရေ တာရောနာရောပါလေခင်ဗျာ တိုင်းနေ ပေးသားမလားပေးသားမလား နိုင်မင်းလက်ညိုလေး ကဲထိုးတာလေလို့နိုင်ရ ဘေဘီကိုမထိုးတော့ မဟုတ်ပါဘူးကျွန်တော်လေဟိုတာရင်နာရင်အကုန်လုံးလှုပ်ပြီးတယ်လောတာရှင်ကျွန်တော်တို့ဖုန်းဆက်ပါကျွန်တော်တို့အားလုံးကူညီပေးနိုင်တယ်ဆိုတာကျွန်တော်ပြောတာပါဗျာ ဖေးပါကျေးဇူးတင်တယ်နော် ကျွန်တော်တို့တောင်းခွင့်ပြုပါ ဖုန်းနံပါတ်လေးပေးအောင်လေဖုန်းနံပါတ်လေး ဖုန်းနံပါတ်ကဟိုမှတ်လိုက် ဆက်ဆက် မမမ ဘယ်ချင်းစားမှလဲလို့ ခင်ဗျာ ဘယ်ချင်း အတန်းကြီးစမှာတော့ဖုန်းနံပါတ်ယူပါမယ်ဆိုမှပဲ ဟုတ်095 095 199 199 376 376 ဒီမှာဖုန်းဆက်လိုက်ပါနော် ဆက်မယ် ကျွန်တော်လည်းပြုပါအောင်ဗျာ ကျေးဇူးပဲနော် ဆက်မယ်နော် ကျွန်တော်အိတ်ပြီးပါ အော်ကိုယ်အိတ်ပြီး မဟုတ်ကြီးဟိုဒါဆောရဲ့အိတ်ကြီးဆောရဲ့မိုးအိတ်မဟုတ်လေမိုးရဲ့ဘယ်နေရာလို့ ဆွေးတယ်ပါလေ မောင်လေးအိတ်ကဟိုအပြင်မှာကားကနားလေးထိခါရမှာစီးတယ်တယ်တော့ ချောင်းပါလိ ကျွန်တော်မေ့တော့မစီးတယ်နဲ့ဟုတ်တယ်ကျွန်တော်ဘာပြုပါ အော် အောင် အေးတတာပြည့်တော့ ဖုန်းဆက်တော့ခင်ဗျာ အော်ဆက်မယ်စိတ်ချဒီဖုန်းနံပါတ်ကြီးတော်တော်ရင်းနေတယ် ဘာလဲတော့ကဲ အေးတော်တော်ကြီးနော် ပြော 095199376 နိုင် 376 အဲ့ဒါဖက်ဆက်ဖို့လေ ဖက်ဆက် ဖက်ဆက်အထူးကတော့ရဲစခန်းနဲ့ဟိုဟာနဲ့တွဲထားတာလေအဲ့တော့ရဲစခန်းမှာဗရင်းမှုဖြစ်နေတယ်လို့ပြောတာဟဲ့ပကား ဆွေးမကောင်းကွာ ဒီကောင်လေးတော့နောက်တာပဲ နားကောင်းတာ
ငါတာမပဲငါတာမပဲမောကြီးမိုးပြောက်ပါလေမိုးရေကျော်စောအော်တွေးခေါင်ဘယ်ကမိုးလာ မနေ့ကကိုဆွေကိုတွေ့ပြီးတော့အိမ်မက်မက်ညာနေမှာပေါ့ ဟုတ်ကဲ့ကိုစားလို့ရရှင်ရကိုလက်လဲမျက်စိတွေကထွက်ဖို့မထွက်ဘူး မျက်စိထဲကထွက်တာမထွက်တာလေအသာထားဒီနေ့နေမိဖို့တောင်ဝင်ရမယ်လက်ဘာလို့ဘာမှမစားသေးဘူးဗိုက်စားတယ်သွားနေမြန်သွားချက် ဒုက္ခဘယ်ရှိမဲကိုကောင်းတယ်သူများကြီးပဲမဲပေါက်နေတာနေတိုင်းပဲမိဖို့ကြောင့်ဝင်နေရပါတယ်ဒီမှာဒီလိုလက်မေးကလေးတွေပဲမိဖို့ကြောင့်တက်လက်တွေဝင်ရပါအောင်လား အော်ကိုကျော်လက်ရကောင်းတယ်အဲ့တော့ဝင်ရမှာပေါ့ လက်ရကောင်းမြန်ဒီမှာငါပြောပြမယ်ဒီအိမ်စိမ့်အတွက်လေငါလည်းရှော့မထည့်ဘူးနေတော့လည်းပုံမထည့်ဘူးနော်အဲ့တော့ညီတူညီမျှထည့်တာကြီးပဲငါတို့လည်းလွတ်ထားတယ်လေနေပါနေတော့ချက်ကြပါအောင်လား ဟဲ့လောလောဆယ်ငါတို့ကလုံနဲ့ကင်နေလေနင်ကအလုပ်မှမရှိတာမိဖို့တောင်ဝင်ရမှာပေါ့ လုံနဲ့ခိုင်းတယ်ဟာလားအော်နေတော့အလုတ်ကရှိလို့ငါအလုတ်ကမရှိလို့ချက်ပြုတ်ကျွေးမွေးရတယ်ပေါ့လေဒီမှာမောင်နှမဆိုတော့စိတ်ကလေးလည်းမွေးကြပါဦးနေတော့ချက်ပြုတ်ကျွေးမွေးရငါအိမ်ပေါ်လည်းမဟုတ်ကြိုလည်းမဟုတ်ဘူးဟဲ့ အဲ့ဒါဆိုကိုကျော်ဘာလို့လွှဲနေလဲနော်မိမစိတ်ဝင်နေမိမလို့တော့လောက်ရမှာပဲ ဟောညနေတိုင်းမိဖို့ကြောင့်ဝင်ရမယ်ပေါ့ကဲယောက်ျားလေးပေါက်လို့အခန်းထဲမတော်သူမျိုးတာဝန်ယူမလား ဆာဆန်လို့လေ မသိဘူးလေငါလည်းမစားတဲ့ရှိတာရှောက်ပြောတာပေါ့ကဲဒီတော့မှာဟဲ့ဒီတော့စကနေကမ်းပြီအားဒီကကျော်လို့ဆိုတဲ့တငယ်လေးကိုလေအိမ်လာခဲ့ပါချက်ပေးပါမယ်ပြုတ်ပေးပါမယ်ကျွေးပါမယ်ဟမ်နေပြောခဲ့တာလေအဲ့ဒါစိတ်တော့ချက်ပြုတ်ကျွေးနိုင်ဒီအဒူးရင်းတွေမချက်ကျွေးနိုင်ဘူးဘယ်ကြောက်တော့ပါအောင် အော်အဲ့ဒါဟိုကကိုကူညီထားလို့ကိုကပြန်ပြီးချက်ပြုတ်ကျွေးမယ်လို့ပြောတာလေမလေးနဲ့ပြီးတော့ချက်ပြုတ်ကျွေးမယ်လို့ပြောရမှာမဟုတ်လား မလေးနေလည်းနားလို့မရပါဘူးနော်နားလို့မရပါဘူးဟဲ့မှတ်ထားလို့အဲ့ကောင်လေးကငါ့တယ်တကယ်ကြီးငါ့တယ်မှတ်ထား အေးဒီနေ့ကျင်လို့ရှိရင်ကိုကျော်ကိုသွားမနဲ့လေသူ့နားမှာပါတဲ့တငယ်လေးကိုသွားနန်းကိုကျော်ကိုလေးနေစိတ်နဲ့တော့မဖြစ်မှာ အမလေးမကြိုက်တဲ့ရှာဘူးနော်ကိုအသက်ရွယ်မှာကိုအားမယ်ဒီမှာကိုဆွေရလေဘေဘီကြောက်တော့မဖြစ်ရ ဝါ ဟဲ့ဒီမှာငါအကြီးဆုံးကိုကျော်ကငါဘယ်သူမှမပေးနိုင် အကြီးဆုံးနဲ့ဟာမှတ်ထားကြအဲ့ကောင်လေးကလေငါတော့မဖြစ်ရမယ် ဆောက်ဆိုတော့ဘောလုံးဆိုတယ် အချောက်လေးဟာငါ့ကိုပြောတာလေ ကဲညီမလေးနဲ့ကအသိတော်ဆုံးပါပဲ စုတောင်းလေစုတောင်း အမလေးကျန်ညီမရင်းနေစကားနေများနေလိုက်ကြတာဘာမို့တဲ့တကယ်လေးပြောတယ်နေလူနေကြတာဗောလေဟမ်နေလူနေကြတာလားဟဲ့အဲ့ဒီအစ်စ်တွေကနေလူနေတော့ဟောဒီ6မှာဘယ်နေရာသွားလူပါမှာတော့ဟဲ့အော်ပါ ကိုဆွေကိုချက်တာကိုတော့ဒီမှာတော့ 啊，对，我讲我。哦。ပြောလို့ မစောနော် စုံနေစုံနေ ဘာလို့လဲကျွန်တော်တို့ကဟိုဘက်ရက်ကွက်နဲ့ကျွန်တော်ရက်ကွက်နဲ့လေဘောလုံးကန်ပါမလို့ကျွန်တော်ဘာရောင်ဝတ်မလဲဆိုတော့သွားမိတာ ဘာလို့အင်းကြီးနေတာဟုတ်ကဲ့ အဲ့မမပဲတောင်းလို့လေ ဟိုကိုကျုပ်သေးလေအထက်ဆန်းလေးလာလဲဆိုလို့လေဒီဇိုင်းတစ်ကလေးချုပ်လို့အဲ့ဒါကမှတော့အောင်လေ လက်ကနေ ဟိုလေအားလားဟောဟုတ်လေမမနဲ့လိုက်ခဲ့ဘူးလေအားလားလို့ကိုကျုပ်သေးလေ အော်ကျွန်တော်အားလေလေးမမရေကျွန်တော်လိုက်ခဲ့မယ် အားနာကြိုက်တယ်မင်းမလိုက်ပါနဲ့ရတယ်မင်းမခုံအားနာလို့ဟုတ်မဟုတ်ဝန်တက်ခဲ့နော်ဝန်တက်ခဲ့ပါလား မသိဘူးဗျာ အထက်ဆောင်နေလာဆိုလေဟိုငါမောင်လေဒီဇိုင်းတစ်ကလေးဘုမပြန်ထုတ်ပေးချင်လို့ပါ ဟိုမမရေဒီဇိုင်းတွေနဲ့ကျွန်တော်ချုပ်ပြီးပါလားဟာအဲ့ဒီဇိုင်းတွေလေးတွေကျွန်တော်ဝေးလိုက်ကျွန်တော်လှသွားမှာဟဲ့ဒီဇိုင်းလေးနဲ့လေ မင်းအစီကြတော့မဟုတ်မချုပ်ပေးတတ်ဘူးကွာမင်းဒီဇိုင်းကမင်းဒီပုံစံဒီတိုင်းပဲလိုက်ပါတယ်အဲ့ဒါပဲဒါ အဲ့လိုပါသေးတယ် အော်ကိုစံအော်ညင်လို့လာရတာမင်းတို့ရမလားအေးဟုတ်တယ်ပြောဘာလဲမင်းတို့ကမိတ်ဆက်ပြရအောင်ပဲဒါငါတို့ရုပ်ပုတ်တိတ်ရောက်လာတယ်မမလေးလေးစောတဲ့ မဆော ဒီကောင်းတယ်ပဲငင်းချင်းဒီကောင်းတယ်ပေါက်စားဟုတ်ကဲ့မှန်တာ ဟေးလူသားလေးပဲဟို
ကလေးစီပေါ့နော် တော့မွေးလား ဟမ်ကျမရောတာဟုတ် မဟုတ်ဘူးလေဟုတ်ဒါကျွန်တော်တို့ရက်ကွက်ကမျိုးဆက်စီလူငယ်ဘောလုံးသမားလေးအဲ့ဒါဆိုရင်ဆင်းရအောင်ကျွန်တော်ခွဲကမှာလေကျောင်းစောင့်ခေါ်လာ ဟုတ်လား မမကျွန်တော်ကတူရတယ်မမကိုကြီးပေးချင်တယ်မလားကျွန်တော်ရက်ကွက်ကိုလေ အော်ဘုမဘောငါမောင်တယ်ပဲ ကိုတီးပဲကျွန်တော်ရက်ကွက်နဲ့ဟိုရက်ကွက်နဲ့ကဲပါလေကျွန်တော်ချီကဒီကျောင်းသားလေးတွေရဲ့ဝတ်စုံလိုအပ်နေတာသူတို့ဝတ်စုံလေးကိုမမရှုပ်ပြပါလားဟင်မမရက်ကွက်တွေလည်းအထောက်ပံ့လည်းရတာပေါ့အလူဘောလည်းဖြစ်တယ်ဟုတ်တယ်မ ဒါဆိုရင်ဘယ်နဲ့ရောက်လဲ ဘယ်လေရောက်လဲဆိုတော့အလုံးမ14ရောက်တော့ပဲရှိမယ်ခင်ဗျာမမဝင်စရမဟုတ်လေကြောက်နီးပြနဲ့အုတ်ချုပ်သွေးရတို့18ရောက်18ရောက်တယ်ခင်ဗျာ ဆက်ကြရမဟုတ်ဘူးကွာအဲ့ဒါငါတို့ကပါဒီငါတို့ဘာဝဲရပါမင်း ဘယ်နဲ့လဲဆို20ပြီးတော့အရန်9ရောက်နေဆို25ရောက် ဟုတ်တယ် အလုံး25 ဟုတ်တယ်25စိတ်ပါဟုတ်ကဲ့ဟုတ်လူရမှာဟုတ်ပါဘူး ဟာရေးကြည့်နေတယ်ပြင်သွားမယ်အော်လာပြီခေါင်းလေးသွားတော့မယ်ခေါင်းနေပြီနော်လမ်းမတွေ့မယ်လာပြီအော်လာပါပြီဆိုပါပဲခဏဆောင် ဟုတ်ကဲ့ဟဲ့မင်းမမမင်းတွေ့ကြတော့အင်ကြီးတွေပဲကြုံပေးမယ်ခလေးတွေရောက်30သာဆိုတော့တခါလေးတန်းပြေးတော့ ငါတို့ကလေးတို့ကြွကြွလေးစုပ်ပေးရပါဘယ်ပြောတယ်အဲ့ဒါကိုခံထားပြီဟာဟဲ့လား လာပြီးတော့လာမလားဒီပေါ်နေရောက်နေပြီ ဒေါ်လေးဘယ်နေပြန်လာလဲ မရပြန်လာမှလဲရဆရာရှိတဲ့အကျိုးလေးတွေသွားတောင်းတာအေးမရခဲ့ပါဘူး ဒေါ်လေးရဲ့အဲ့ဒါများကျုပ်ကိုပြောပေါ့ကျုပ်သွားတောင်းမိမှာပေါ့ ပြစ်ပါဦးလေညီကနေရာတကအားနာနေတာလေငါသွားတောင်းတာတော့မရတဲ့ကိစ္စဘူးညီသွားတောင်းပို့ဆိုးမှာပေါ့ ဖြစ်သေးပါဦးကျုပ်လည်းအလုပ်တစ်ခုလုံးမှဖြစ်တော့မှာအဲ့ဒါမှအတော့ပြန်ပြီးအလုပ်ကျွေးပြုလို့ရမှာ ငါတော့ညီကိုကြောင်းဆက်တက်စေခြင်းနဲ့ မတက်တော့ပါဘူးဒေါ်လေးရဲ့ဒေါ်လေးကျေးဇူးကြောင့်10ရက်နေ့တောင်တက်ခဲ့ပြီးပြီပဲဟိုကျုပ်ကအလုပ်လုပ်ချင်တာပြီးတော့ရန်ကုန်သွားပြီးအလုပ်လုပ်ရင်ကောင်းမလား မိဘန်ညီပညာအရေးချင်းနဲ့လေရန်ကုန်သွားပြီးအလုပ်လုပ်မယ်ဆိုလို့ရှိရင်လေအိမ်ပေါ်တို့အိမ်ကူသားသားတို့ဒါပဲရမှာပေါ့အေး ဟာဒေါ်လေးရဲ့အိမ်မော်ဆိုလဲဘာဖြစ်လဲကိုလိုအားနဲ့ရိုးရိုးသားသားရှာဖွေစားတောက်တာလေဟိုအဲ့လိုအားကားတွေကိုလည်းဒေါ်လေးကိုပြန်ပို့ပေးမှာပေါ့ဟိုအဲ့ကြရင်ဒေါ်လေးလည်းချက်ချောင်းလည်းစားတောက်ရတာပေါ့ မဖြစ်ပါဘူးမိပန်းရဲ့ညီမိပါလေမရှိရလေငါကျွေးမွေးစောင့်ရှောက်လာလားညီကငါတူမဆိုပေနဲ့သမီးလေးလိုချစ်တာကိုညီအတိဆုံးပဲဟိုပြီးတော့ညီနဲ့ငါနဲ့ကတခါမှခွဲဘူးတာမှမဟုတ်တာ ဒေါ်လေးရဲ့ဒေါ်လေးနဲ့ကျုပ်ကလည်းတစ်သက်လုံးခွဲရမှာမဟုတ်တာကျုပ်ရန်ကုန်မှာသွားလို့အဆင်ပြေလို့ရှိရင်ဒေါ်လေးကိုပါတခါတည်းခေါ်မှာပေါ့ဒေါ်လေးရဲ့ကဲဒေါ်လေးရဲ့လှုပ်ပါကျုပ်လည်းဒီအသက်ဒီရွယ်ရောက်နေပြီအလုပ်လုပ်ချင်တယ်ဒေါ်လေးရဲ့လှုပ်ပါကျုပ်ကိုခွင့်ပြုပါ အေးလေညီတော့လှုပ်ချင်နေတယ်ဆိုရဲငါမတားတော့ပါဘူးရန်ကုန်မှာငါမိတ်ဆွေရှိတယ်သူ့ကိုပြောပြီးတော့အလုပ်ရှာခိုင်းလိုက်မယ်လေသူနဲ့ပတ်သက်ပြီးအလုပ်ရတယ်ဆိုတော့ဟိုညီနဲ့ငါနဲ့တဲ့အဆက်အသွယ်မပြတ်တော့ဘူးပေါ့ ဒေါ်လေးရဲ့အဲ့ဒါဆိုတော့သူ့အမြင်မြန်ကူညီတောင်းလိုက်ပါဟိုကျုပ်လည်းမြင်မြန်အလုပ်လုပ်ချင်နေပြီဒေါ်လေးရဲ့ အေးပါရဲ့ပြောလိုက်ပါမယ်ဟောအလုပ်ရတာနဲ့ဒီငါကိုယ်တိုင်နဲ့ကိုရန်ကုန်လိုက်ပို့ပေးမယ်သလား ဒေါ်လေးတကယ်ပြောရနော်မသားလိုက်တာဒေါ်လေးရဲ့ အေးပါအေးလိုက်ပို့ပေးပါမယ်လိုက်ပို့ပေးပါမယ် အားလုံးမိမချင်းနေရမှာကွာငါတို့ဒီဘက်ကနေအရင်ပါပါလား မင်းကရောက်ရတယ်တော့ရတာမင်းကအများကြီးစိုက်ပြီးတော့ဒါโอเคပါလားဟုတ်တယ် ဒီကတော့ဟုတ်တယ်ငါတို့ဘောလုံးတင်းရဲ့မေးဆုံးလိုက်ရဲ့ကြော်မိုးဆိုရဲ ဟောဗျရက်ကွက်တော့ပဲဘာဖြစ်လို့အဲ့လိုလုပ်ပြရအောင် ဟုတ်ပြီ Baby sorry. Ana na ba na na ni. Ra. Sai so na ba mama. မိပဲရမဆောက်တော့မဆောက်တော့ဒီဆောက်တော့အဲ့မဆောက်ရရတယ်လို့ပြောတယ် Oh, na sa lo kan ni de. Oh, sai ya ho ni de. ဟောကျွန်တော်ကလေကိုရက်ကွက်နဲ့ကျွန်တော်ရက်ကွက်နဲ့ဘောလုံးပြတ်မှာလေအကြောင်းသားလို့ပြောဝတ်စုံပွားတာဘောလုံးဝတ်စုံပွားတာ Oh, ကိုကြည့်လိုက်နော်ဟိုကိုဆွေကရက်ွက်ကြိုရမ်းလုပ်ပေးရပါနော်ဟိုမမကိုလည်းလုပ်ပေးပါလားနော်
baby ကျွန်တော်လုပ်ပေးမယ်လေကျွန်တော်ဘာလုပ်ပေးရမလဲပြောလုပ်ပေးရင်လည်း ဘာမှမလုပ်ပေးပါနဲ့ဟိုဘေဘီတို့ကလေဒီရောက်ကိုပြောင်းလာတာမကြသေးဘူးဆိုတော့ဟိုဒီနောက်ပတ်ဝန်းကျင်မှာတည့်ရလူရှိဘူးလေဟိုအားကြောင့်ကိုဆွေစီကကုညီတောင်းတာ ဟုတ်ပါတယ်ဗျာဟိုကျွန်တော်လည်းဟိုလုပ်ရလေစတိုက်ကြည့်နေတာဟိုကျွန်တော်မအားနေဒီကောင်တွေကအခုကြီးပေးပါလေဒီကောင်တွေအမြဲတမ်းအားတယ်ဟိုဒီကောင်တွေကဟိုပြီးတော့ဒါတက်တက်တယ်ဒီကောင်တွေပုံစံနဲ့လုပ်နေတယ် ဟိုသူတို့ကအရန်ကုညီရင်ကြတယ်နော် ဟုတ်ပါဘူး ကိုကိုလှုပ်ချင်နေတာ မလုပ်ပါနဲ့ရှင် အရန်လုပ်ပေးမယ်စိတ်တိုင်းကြလုပ်ပေးမယ် အော်ရပါရှင်ကျေးဇူးတင်ပါတယ် အစမ်းကိုပြည့်စုံပြင်လား ဘာပြောရဲဘာလဲခံ ဟိုရဖားလို့ပါအစမ်းကိုကူညီပေးပါမယ်လို့ပြောတာ အော်ရတယ် ရာရီတာတယ် မလို့ရတယ်ဟိုဆွေးတင်ငယ်ချင်းနေကြည့်လာအရန်ကုညီတက်တယ် ဟုတ်တယ်ဟိုစိတ်ထားကောင်းတယ်ဟိုလူအဲ့လေသူတို့ခေါ်ရဖုန်းနံပါတ်လေးယူထားလိုက်ပါ ဟုတ်ကဲ့ယူပါ အော်ရပါနေပါစေဟိုဘေဘီကလေဟိုဆွေရဲ့ကုညီပဲလိုချင်တာဆိုဆွေရမှာပဲရတယ်ကိုလည်းကုညီမလို့သေးဘူးဘေဘီသွားရမယ်နော် ဟုတ်ကဲ့ပါ တဒါလို့စေ ဒီကဆိုလာဒီတိုင်းတော့စိတ်ပွားရ ကောင်းလို့ပြောတယ်အခုမှသိကြတာ ဘောရေ စောဘယ်တော့မှလည်းမသိဘူး ဘဲမှမဟုတ်မိုးတွေ့လို့ဝင်လာတာ ကျွန်တော်တို့ ဟုတ်တယ် ဘာကိစ္စရှိလဲမသိဘူး ဒါမိုးရိတ်လာရဲ့ဟုတ်ကျူးချက်ခံဟာလားဟိုအလေလေးပဲမခေါ်ချင်ဘူးလားလို့ အော်ရပါတယ်ဗျာ ခဲthank you โอเคဟာဘယ်နဲ့ ဒီမှာပဲ တားလေးကြာလာပြီ တော့ဘယ်ဟာ ID ခေါ်လာတာလဲ ဘုံကျုံငငယ်ရလေပွဲမရှိလို့လိုက်လာတာရှင့်ဟုတ်လေမိုးပြောပြလိုက်ပါဦးရှင်းပြလိုက် ကျွန်တော်ပြောပါမယ်စောထိုင်ပါကျွန်တော်ဝိဆက်ပြောမယ်ဒါကျွန်တော်အမေတော့မဟုတ်လေတဲ့ အကက်ရှင့် ဟိုကကျွန်တော်ဦးသက်ထိုင် သူကတော့ဝင်တတ်ပါတယ်ရှင့် ဒါတော့အခုဟိုလမ်းမလေးအစ်စ်ပြောင်းလာတဲ့ဂျွန်စောမိကလေး မိတ်ကရှင့် အော်ဟိုမိတ်ကလိမ့်လေးပေးတဲ့အတက် ပညာရှင်ပါရှင့်မိတ်ကလူပေးတယ် ဟိုဘသူတွေကိုလိမ့်ပေးတာလဲ ဟိုမသားတွေလူတာရှင့် မသားတွေ မဟုတ်မသားတွေလူတာတစ်ခွက်တက်ရောသွားမှာဆိုလို့ဟိုဟာလေးစောတော့ဟာလို့ဟိုဘယ်နေတပင်းလို့ဘွဲယူတဲ့လူတို့မင်္ဂလာဆောင်လို့အဲ့လိုမင်းသားတွေလိမ့်တာအဲ့ဒါမျိုးဟုတ်တယ်ရှင့်ဝါသနာပိုင်ပြောတော့လိမ့်ပြမယ်နော်ဟောအန်ကယ်ကြည့်ရတာဟိုစပင်းနေနဲ့ဖြူနေသလားလို့ဟိုတမီးဟိုနေပြမယ်ဆိုးပေးမယ်လေနော် ဒီရွယ်ကြီးကွာဒါစိုးစရာလိုသေးလား အိုးဖေရလဲဟိုနီးရလေကုသိုလ်လုပ်ခြင်းလို့ပါ မင်းကုသိုလ်လိုချင်လေရက်ွက်ထဲမှာငွေကြေးမတတ်နိုင်လို့မိတ်ကတင်တန်းတက်ချင်တဲ့ကလေးမလေးကိုမင်းတင်ပေးလိုက်ပေါ့ကုသိုလ်ယူလိုက်ပေါ့ အော်ဟုတ်တယ်အဲ့ဒီကြံဟုတ်တယ်ဖေဟိုကျွန်တော်တို့ကိုလေခင်းလေးတို့လေပြီးတော့မများတော့လေအဲ့မိတ်ကပညာသင်ချင်တာမျိုးလဲသွားတင်ဖို့ကလည်းအဆင်မပြေဘူးအဲ့တော့ဟိုစောရှိရတယ်တော့ပဲစောရှိကိုမိတ်ကပြန်တယ်ကိုကျွန်တော်ပြောလိုက်မယ်လေနော် ဟုတ်တယ်တားလေးအကြံညာကောင်းတယ်လုပ်ပေးလိုက်ပါလုပ်လိုက်ပါ လုပ်ပြရမှာပေါ့မိုးရဲ့အကြံညာလက်ခံမှာပေါ့သူကောင်းတာလေလုပ်ပြရဟုတ်တယ်တော့မေတို့လည်းအကြံညာလည်းကောင်းပါတယ်ရှင့် အော်ကျွန်တော်ပူးစလိုက်မယ်နော်ကင်လေးတို့နော်သူတို့ဝမ်းသာနေမှာတေးကြတယ် ဆိုလူချင်ပါတယ်ဆိုတော့နိုင်ကရာဟီကလည်းလာတူး ပြောနေ ရှမ်းဟုတ်ပါဘူးဟိုကလေအလှပြင်တင်တန်းကိုလေဘယ်လိုဝင်ကောင်းမလဲဆိုင်းဖို့လေဘယ်လိုတင်ကောင်းမလဲလို့အဲ့ဒါပြောတဲ့စဉ်းစားပြီးပြောကြည့်တာပါမေအိုဖေစိတ်ချမ်းသာကြပါဘောအိုဖေရဲ့ တော့ကအစင်းရှိမှာသူကအသက်16岁တော့တကယ်နင်းတယ်လို့နင်းတယ်တော့မလုံးလုံးအောင်ဆိုပြောတယ်သူကညို့ပြောက်တဲ့ထောင်ဝိုင်းပြန်လာတော့စိတ်မချဘူးလေတော်လေးရဲ့ဘာမှစိတ်မနေနဲ့နော်ခီးပန်းမဲ့အေးစစ်စစ်တိတ်လိုက်မေး
ငါဖြစ်လို့ ဘာကဘာလို့ဝါနေစင်းနေတော့ကောင်း အော် ဘာလို့လဲ မောက်ရတယ် ဟုတ်မအချင်းကြီးလည်းရှိပါ ပြီးတော့ဟိုအေးရှက်တယ်ဘူးလား